ဒီဥပမာတော့ဒီစာရေးဆရာကိုယ်တိုင်ပေါ့နော် Morgan Housel ကသူငယ်တုန်းကတက်ကလို့တက်နေနေသူကဟိုတယ်မှာအလုပ်လုပ်တယ်ဟိုတယ်မှာကားပါကင်ထိုးပေးတယ် Valley Parking ထိုးတဲ့လူနေနဲ့လုပ်တာဟုတ်လား Valley Parking ထိုးတယ်ဆိုတဲ့နေရာနဲ့တထေးကားတွေကိုယူပြီးတော့ကားပါကင်မှာထိုးပေးရတယ်အဲ့မှာသူကဟိုတထေးနှစ်ယောက်စကားပြောနေတာကိုသူကကြားလိုက်ရတယ်ပေါ့နော်ဘာကိုကြားလိုက်ရလဲဆိုလို့ရှိရင်ဒီတထေးနှစ်ယောက်ကစကားပြောနေတာတယောက်ကနေပြီးတော့နောက်တစ်ယောက်ကိုကြွားနေတာကြွားနေဘာကြွားလဲသူကဒီ armchair လို့ခေါ်တာ armchair ဆိုတာဒီကျွန်တော်တို့အခုလိုမျိုးပလက်ကလထိုင်ဝယ်လာတယ်တဲ့အဲ့ပလက်ကလထိုင်ကဘယ်လောက်ပေးရလဲဆိုရှင်ဒေါ်လာ2100ပေးရတယ်လို့ပြောတယ် Morgan Housel ရဲ့သူ့တငယ်ချင်းပေါ့သူတို့အဲ့ချိန်မှာ19နှစ်လောက်ပဲရှိတယ်သူတို့စိတ်ထဲမှာဘလို့မှနားမလဲဘူးပေါ့နော်ဘလို့မှနားမလဲဘူးဘာကြောင့်မလို့ဒီထိုင်ကုန်လေးတစ်ခုပေါ့နော်2100ပေးရတယ်2100ဆိုသူတို့ရဲ့အဲ့ဒီချိန်တော့သူတို့ရဲ့ဝင်ငွေနဲ့တွက်မယ်သူတို့ဒီလိုမျိုး part time လုပ်နေတာဟိုတယ်မှာလုပ်နေတာနဲ့တွက်မယ်ဆိုလို့ရှိရင်တစ်နှစ်စာလောက်ရှိတယ်အဲ့သူတို့ရဲ့တစ်နှစ်စာကိုလူတစ်ယောက်ရဲ့တစ်နှစ်စာကိုဒီလူတွေကခုံလေးတစ်လုံးဝယ်ပြလိုက်တယ်ဆိုတဲ့ဟာမျိုးဖြစ်တဲ့ကြောင့်မို့သူကဘလို့မှနားမလည်နိုင်ဘူး။နားမလည်နိုင်တဲ့ခါမှာသူကနေပြီးတော့အဲ့တထေးကိုပေါ့နော်သူကားယူပေးနေတော့မိတာငါ့ကိုရှင်းပြပါလားဘာကြောင့်မလို့ဒီလိုသုံးတာလဲပြောတဲ့ခါမှာအဲ့တထေးကလည်းဟိုတိတ်ပြီးကောင်းတဲ့အဖြေမရှိဘူးဒါပြောရလို့ဆိုရင်သူဖြေလိုက်တာတော့မင်းပတ်စံရှိလာရင်ဒါတွေပဲလုပ်ရမှာပဲဆိုတဲ့သဘောမျိုးနဲ့ပဲသူ့ကိုဖြေလိုက်တယ်အဲ့သူဒါကိုသဘောကျလာဆိုရင်သူသဘောမကျခဲ့အဲ့ဒါကြောင့်မလို့လဲသူကငွေချင်းနဲ့ပတ်သက်လာပြီးတော့ဘယ်လိုမျိုးသုံးတင်တယ်လဲဘယ်လိုမျိုးတွေလုပ်တင်လဲဆိုတော့သူကပို့ပြီးတော့လဲစိတ်ဝင်စားလာခဲ့တယ်ပို့ပြီးတော့လဲဒေလာခဲ့ပထမထင်လိုက်ကြငွေသုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အရင်ကစဉ်းစားလိုက်ကြနံပါတ်တွေကိုစာစဉ်းစားပြီနံပါတ်တွေရဲ့ spreadsheet တွေပေါ့နော်အဲ့မှာဆိုကြပါစို့ကျွန်တော်တို့ကဥပမာအိမ်တစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်အခုမှဘယ်လောက်ရှိလဲစုထားငွေဘယ်လောက်ရှိလဲဘဏ်ကနေဘယ်လောက်ချီလို့ရလဲဒါမျိုးတွေကျွန်တော်တို့က numbers တွေအနေနဲ့ကျွန်တော်တို့ကပြောကြတယ်ဒီနည်းပြောမယ်ဆိုရင်ဒါ science သဘောတရားအနေနဲ့ကျွန်တော်တို့ကစဉ်းစားကြတွေးခေါ်ကြတယ်ဒါပေမဲ့ဒီမှာရေးထားတယ်မယ်ငွေကိုသုံးတယ်ဆိုတဲ့ဟာကတဲ့ more to do with psychology envy social aspirations identity security and many others